တာညီမတောင်းမှပါတယ်ကို ဘာဖြစ်ရလဲညီမလေးကိုပြောလေ ညီမမားလိုက်ညီမခွင့်မလို့နဲ့ မလောက်ရဘူးဘာတုံးသွားတဲ့လမ်းပဲလမ်း ဒီတက်ဆင်မလိုက်ကို စားကြတိုင်းမှာရတာပဲကိုဘာတော့ဆောင်ဘူးလဲ ဒီမှာစားကြတွေပါရလဲ မီနူးမရေးတဲ့ယူရီးယားဆဆတဲ့ကိုရတယ်ကို ဒီမှာကင်မလေးနဲ့တူလို့ပဲ ဟုတ်တယ်ရှင် ကိုမင်းကမှနိုင်ငံခြားပြန်လာတာဒီကကင်မလေးတွေကလည်းချောတယ်ဒါနဲ့ဝို့အေးတပူးတော့ပြီ ဟုတ်ကဲ့ရှင် သားကြီးမနေ့ကမှငါပြန်ရောက်တာကွာဒီနေ့ဒီကကင်မလေးတွေကလည်းချောတယ်ဒီကသားကြီးဒီလောက်ပဲကွာနောက်မှပြန်ဆက်လိုက်တော့မှာနော်ဒါပဲကိုနိုင်ငံခြားပြန်လာတဲ့ဒီမှာဟိုစပ်ကိုလောကိတာကြီးကိုဆက်သွားကိုပြောတာကိုဒီမှာကိုချစ်တယ်ဒီမှာတော့အကုန်လုံးစားရကိုတောင်းဝင်ယူတယ်နော်ကိုနဲ့ဒီမှာ line နေမလား ဟဲ့ဘာလို့နေကြတာလဲထဲဝင်ရညီမလေးတစ်ချက်လောက်ဘာလဲဘူးလဲကို ခဏအကောင်မတူလား ညီမလည်းမသိဘူးသူဒီမှာအမြင်တမ်းလောက်ဝဲနေတာမဟုတ်တယ်ပါလေအေးလောက်ဝဲနေ ဟုတ်လို့လား ဟုတ်တယ် သိကြလို့လား သိချတယ် ငါ့ကိုလည်းကိုမစင်စားနဲ့နော်ငါနေ့အကုန်နော်ငါနေ့တဲ့ထမင်းအရင်စားလာတာအဲ့ကောင်ဘာကောင်လဲသိလား သိပါဘူး ခုကတည်းကငါပြောထားမယ်နော်အဲ့ကောင်နဲ့ပတ်သက်မှုတွေတိကျရှောင်းနော်နောက်ထပ်ပတ်သက်တာငါမတွေးချင်ဘူးဒါပဲဟောကြဆက်တော့တာပြောလိုက်ရင်ချိုးက ဘာလို့လဲအကိုဘာလဲနာလဲနမချဘူးအဲ့ဒါလည်းမသိပါဟာဒီမှာပြောလိုက်တယ်ဟုတ်တယ်အကိုလေးစီတော့ကဒီမှာလို့ရှိတာဘာမှမဝင်ပြတယ်ဘာမှမဖြစ်သေးဘူးလားမသိတွေ့ကြတဲ့ကမလို့ရှိတာကိုဖြစ်ပြီးတယ်အဲ့တော့ဘာညီမလေး ကို ဟာ ညီမတောင်းမှပါတယ်ကို ဘာဖြစ်ရလဲညီမလေးကိုပြောလေ ညီမမားလိုက်ညီမခွင့်မလို့နဲ့ မလောက်ရဘူးလေညီမလေးဘာဖြစ်ရလဲကိုပြောပါ
ဘာဖြစ်လာလဲညီမလေး အခုနေနေတာအစီပြည့်တယ်ဒီစီမှာတော့နေရတယ်ဒီညီမကိုတွေ့ရတယ် ညီမလေးရဲ့စိတ်ထဲဘာမှမထားပါနဲ့နော်ငိုရဘူးငိုရအောင်နော် အခုညီမကိုခွင့်မလို့နဲ့ကို လူဆိုတာညီမလေးအမားနဲ့မกินဘူးပဲဒါပေမဲ့အဲ့ဒီအမားကိုတီးမှသာအမားဆိုတာပြင်လို့ရတယ်ညီမလေးဘာမှမဖြစ်ဘူးနော်ညီမလေးနော်အခုညီမလေးကအမားကိုတီးလို့ကိုယ့်စီပြန်လာပြီဆိုတော့ကိုကခွင့်လို့ရမှာပေါ့နော်ငုံငုံတော့ဘာမှမဖြစ်ဘူး